Okay so ကျွန်တော်ခုပြောမှာကတီတော့တီဗီစားရေးပဲအများဆုံးတီဗီစားဖြစ်ပါလိမ့်မယ်အစားအနေပဲတွားလိုက်မှာပေါ့နော် so 我ကကျွန်တော်和ဆိုနှစ်လို့ရတယ်ပေါ့နော်ကြားအိမ်လို့မိသားစုပေါ့ကြားအိမ်လို့မိသားစုပဲရှောင်းမင်လူနာမည်နော်ရှောင်းမင်ဆိုတာလူနာမည်မာလိကိုပြောတယ်နော်မာလိကိုပြောတယ်နေနင်ပေါ့နော်ဒါနေရယူတနာခေါ်တာနင်ကယဉ်ကျေးမှုယဉ်ကျေးတဲ့တမျိုးပါတယ်ပေါ့နော်မကွဲစရာပြောဖြစ်ကိုထက်တူပြောရဖြစ်ပေါ့နော်ရှစ်ဖြစ်တဲ့ဟုတ်တယ်ပေါ့နော်ရှစ်ဖြစ်တဲ့ဟုတ်တယ် rain လူများလည်းပြောကြပါတယ်အချင်းတွေမူတည်တာပေါ့နော်应该 rain အင်္ဂလိပ်လိုမျိုးပေါ့နော်应该 rain အင်္ဂလိပ်လိုမျိုးနော်မှားလားပေါ့နော်မှားလား okay 是的ဟုတ်ကဲ့ပြောတာပေါ့နော်爸爸အဖေပေါ့中国丢哪个中国丢哪个中国人丢လူမျိုးနော်他读那အဲ့ဒါ妈妈အမေ马来西亚人မလေးရှားလူမျိုး马来西亚人ဆိုမလေးရှားလူမျိုးပေါ့နော်他读 okay တော့ရမှထင်တယ်他读မပေါ့နော်ယောက်ျားလေးလည်းထားပဲအသက်ထွက်ကတူပဲဒါပေမဲ့ဒီတူစလုံးမှာမတူတာပေါ့နော် okay အဲ့ဆိုအားရပြီဆိုရင်ကြည့်မယ်ရှောင်းမင်နဲ့မာလီနဲ့ပြောထားပေါ့နော်သူတို့ဘောင်းတွေတွေ့ကြပြီးတော့တဲ့နော် the meet for the first time and find origins the nationalities and dogs of the families and friends ပေါ့နော်ဘောင်းတို့တွေ့ကြပြီးတော့တယောက်ရဲ့ဒီလူမျိုးနဲ့သူ့ရဲ့မိသားစုမိတ်ဆွေနဲ့ပတ်သက်ပြီးဟာမျိုး pages ပြောကြတာပေါ့နော်ရှောင်းမင်ပြောတယ်你好မင်္ဂလာပါတဲ့ဟောပြန်လို့ဆက်တယ်你好ရှောင်းမင်မေးမယ်你是英国人吗你是ကဖြစ်တယ်လေ英国人ကအင်္ဂလိပ်လိုမျိုးဆိုတော့你是英国人吗ဆိုပြီးအင်္ဂလိပ်လိုမျိုးလား玛利亚便表了，是的，好的。你爸爸是中国人吗？你爸爸面皮个嘞，是ဖြစ်တယ်ပေါ့နော်။中国人丢လူမျိုးမှားသလားဆိုတော့မိကုန်းပုံမှာထည့်တာပေါ့နော်။ဆိုတော့မင်းအဖေက丢လူမျိုးလားပေါ့နော်။他是中国人ဆိုတော့丢လူမျိုးလေ။他是中国人。你妈妈是马来西亚人吗？မင်းအမေကမလေးရှားလူမျိုးလား။你妈妈是马来西亚人吗？是的，ဟုတ်ပါတယ်တဲ့။那是我妈妈，ဒါငါ့အမေ။那是我妈妈，ဒါငါ့အမေတဲ့။他是英国人吗？都အင်္ဂလိပ်လိုမျိုးလားပေါ့နော်他是英国人吗或者ဆိုရင်是的ဟုတ်ပါတယ်တဲ့他是英国人都အင်္ဂလိပ်လိုမျိုးပေါ့နော်他是英国人 okay ရမယ်ထင်ပါတယ်တစ်ခေါက်ပြန်တော့ကြည့်ရရနော်ဘာဆိုတော့တခါအတန်သုံးမိတွန်းထွက်ဟာမျိုးမို့လို့ okay နောက်တစ်ခုကဒီမှာတွေ့ရပြီးတောက်ဆွေမျိုးတွေခေါ်တာပေါ့နော်爷爷အဖွာ爷爷 sorry 爷爷အဖိုးပြောတာရလို့爷爷အဖိုး奶奶အဖွာ奶奶အဖွာနော်哥哥阿姑姐姐阿妈妹妹ညီမလေး弟弟ညီလေးမောင်လေးပေါ့နော်လိုမျိုးပေါ့နော် okay တခါပြန်တော့ကြည့်ရပါတယ်爷爷奶奶哥哥姐姐妹妹弟弟 okay ဒါဆိုရမယ်ထင်ပါတယ်ဒီမှာကြည့်ကိုလာဖြည့်ကြည့်မယ်ဆိုရင်他你哥哥吗ဆိုတော့ तू ကမင်းရဲ့အကူလားဆိုရင်他是ကိုယူမှာပေါ့နော်他是你哥哥吗 तू ကမင်းရဲ့အကူလားပေါ့နော် okay ဘာယူမလဲ是ကိုယူမယ်ပေါ့နော်他是你哥哥吗okay နောက်တစ်ခု他是我朋友 तू ငါ့တငယ်ချင်းနဲ့မာလေးနဲ့ရှောင်းမင်ပြောထားပေါ့နော်他是我朋友 तू ငါ့တငယ်ချင်း朋友တငယ်ချင်းနော်他是你姐姐吗 तू ကမင်းရဲ့အမလား他是你姐姐吗 तू ကမင်းရဲ့အမလား okay她是我姐姐是羽毛吧ဖြစ်တယ်ပေါ့နော်သူကငါ့ရဲ့ပေါ့တာလေအမဖြစ်တယ်တဲ့这是你妹妹吗ဒါမင်းရဲ့ညီမလေးလားတဲ့နော် okay 这是我朋友ဒီကောင်朋友的ထမယ်နော်အောက်မှာပါမယ်ဒီဖတ်မှထင်ပါတယ်နော်朋友တော့ငါပါလေဒါငါတကယ်ချင်း这ဒီဟာ是ဖြစ်တယ်这ဆိုဒီဟာပေါ့နော်是ဖြစ်တယ်我ငါ朋友တကယ်ချင်း这是我朋友的ငါရဲ့တကယ်ချင်းတဲ့这是你妈အဖေကြည့်မှာနော်အဖေမှာဘာပြောထားလဲ是的ဟုတ်ပါတယ်တဲ့这是我弟弟အဖေကဘာဖြစ်နေမိကဘာဖြစ်နေလဲ弟弟ဖြစ်မှာပေါ့နော်这是你弟弟吗ဒါမင်းရဲ့ညီလေးလား是的ဟုတ်ပါတယ်တဲ့这是我弟弟ဒါငါ့ညီလေးပါတဲ့这是你爸爸吗这是你爸爸吗ဒါမင်းရဲ့အဖေလားပေါ့နော်这是你爸爸吗ဒါမင်းရဲ့အဖေလားနော် okay 这是我爸爸ဒါငါ့ရဲ့အဖေဖြစ်တယ်ပေါ့နော်ဒါ这是我爸爸那အဲ့ဒါ这ဒီဟာ那အဲ့ဒါ那是你朋友吗မိကဆိုမာလာမှာပေါ့နော်
အဲ့ဒါမင်းရဲ့တငယ်ချင်းလားတဲ့是ဟုတ်ပါတယ်တဲ့那是我朋友ငါတငယ်ချင်းပေါ့နော်ဆိုတော့这是你妈妈吗这是ကဖြစ်တယ်这是你妈妈吗ဆိုတာငါမင်းရဲ့အမေလားပေါ့နော်这是我妈妈ဒါကအမေ这是我妈妈那是你妈妈吗နော်ဒါအဲ့ဒါကမင်းအမေလားနော်那是你妈妈吗是တဲ့ဟုတ်တယ်โอเคရမယ်ထင်ပါတယ်တစ်ခါပြန်ထောင်ကြည့်လိုက်ပေါ့နော်